ပါတယ်လန့်ပါတယ်မှားတာရှင်လေတောင်းပန်ပါတယ်ပြုံးနေမျိုးနဲ့3000ရမှာဖြစ်တဲ့ဖြစ်စဉ်လေးကဘိုးဘနဲ့ဘိုးဘပိုင်မြေစစ်ပါကျမတို့သမနာယုံယုံလဲစတင်ထားပါတယ်ရှင်နော်စာရေးစာတမ်းအပြည့်အစုံနဲ့ကျမတို့စတင်ထားပါတယ်ဒါကိုကျမတို့ဒူးကျုံနဲ့တွားတွေ့တဲ့အချိန်မှာနော်စစ်မှုဆောင်အတွက်ပြောလိုက်စီမံကိန်းမြေအတွက်ပြောလိုက်ဘိုးဦးမင်းအောင်လည်းရဲ့သားအောင်ပြည့်စုံကတိန်ခိုင်းနဲ့ပြောလိုက်နောက်ပြီးလို့ရှိရင်ရစ်တရားစီမံကိန်းပြောလိုက်ဧကတထောင်အတွက်ပြောလိုက်နဲ့အခုကျစီမံကိန်းမြေဆိုပြီးတော့စိုင်းမုတ်ကြီးတက်ပြီးတော့ဒီလိုကြီးကာထားတာနော်ကျမတို့ကတက်မိသားစုဝင်ဖြစ်ခဲ့တဲ့အတွက်နော်တမိသားစုဝင်ဖြစ်တဲ့အတွက်ပေါ့နော်ဘိုးစင်ပေါင်းဆက်မိသားစုကစစ်မိသားစုဝင်ဖြစ်ထားတာကျမတို့မှာမရှိမဲ့ရှိမဲ့ချွေးနှဲစာလေးနဲ့ဝယ်ထားရတဲ့ခြံဝင်လေးတင်းကြည့်ရင်လဲကျမတို့ကိုမြေအစားပြန်ပေးပါလို့ကျမတို့ပြောချင်တာရှင်နော်ကျမတို့ကခံစားရတယ်ကျမတို့မှာမူးစီမက်ဆီလေးစုပြီးမှကျမတို့ရဲ့ချွေးနှဲစာလေးတွေနဲ့နော်ဝယ်ထားရတဲ့ခြံလေးတွေပါရှင်ပြောတော့နှစ်30သမားတွေနှစ်20ကျော်သမားတွေဒီတက်ကလူတွေကိုပေါ့နော်အိမ်ကြီးတွေအိမ်ရမြေတွေချပေးမယ်တိုက်ခန်းတွေပေးမယ်ဒါဗဇက်ကတာပြောတာသူတို့အထက်လူကြီးတွေပဲယူသွားကြတာကျမပြောပြမယ်ပြုံဦးလွင်နော်ကျမတို့ဘူတာနာကဘောလုံးခွင်းကြီးနဲ့မြင့်တဲ့ချင်းဆိုင်စစ်မှုနဲ့တက္ကသိုလ်ကျောင်းစစ်မှုကျောင်းနဲ့တက္ကသိုလ်ကျောင်းကြားထဲမှာနော်စီပင်မြေမှာအစ်စ်အိုက်ကြားထဲမှာနော်တက်ကလူကြီးတွေလုံချင်းအိမ်ရ3 4 5လုံးတန်းစီလို့စောက်ထားတာအဲ့ဒါကိုကျတော့ဘယ်သူမှမထိရဲဘူးနော်ကျမပြောချင်နေရအဲ့ကြားထဲမှာစောက်ထားတဲ့လူကြီးတွေနော်ပုံမှုပုံကျုပ်တွေအိမ်တွေလုံချင်းတွေခြံတွေခတ်ပြီးတော့စစ်မှုကျောင်းရဲ့ခြံစည်းရုပ်အုတ်တိုင်းဘေးမှာကတ်ဆောက်ထားကြဘယ်သူမှဘာမလုပ်ရဘူးကျမတို့လိုချွေးနေစာလေးတွေနဲ့ဝယ်ထားတဲ့ခြံကိုစားမတရားသိမ့်တယ်နီးမျိုးစုံသိမ့်တယ်ရွာသားတွေကဘာမှမပြောရဘူးဆိုပြီးတော့သိမ့်ကြတယ်နော်အမှန်တရားနည်းနည်းတော့နားခါမယ်ရှင်မခံနိုင်လို့ကျမတက်ပြောရတာစကားလေးကတော့နည်းနည်းတော့ကျမတို့အန်ဒီရရှိမယ်လို့တော့ကိုထင်ပါတယ်เนาะဒါပေမဲ့အန်ဒီရရှိမယ်ထင်ပေမဲ့လည်းကျမနည်းနည်းတော့ပြောပြချင်တယ်ရှင်အခုလက်ရှိလွတ်တော်တွေကိုရောက်နေတယ်ဒါလွတ်တော်ကိုယ်စားလှယ်တွေအမတ်တရားဆိုရင်လည်းဒါတက်မတော်ရဲ့လက်အောက်ကထွက်တဲ့ဟာတွေအများဆုံးပဲပေါ့နော်တက်မတော်လက်အောက်ကင်မောအငိမ့်စားယူသွားတဲ့ဟာတွေထွက်တဲ့ဟာတွေကအများဆုံးပဲเนาะပြောရမယ်ဆိုလို့ရှင်အခုကျမတို့တက်မတော်ချစ်သူတွေခံစားနေရတဲ့ဒါရင်ဖွင့်ပြီးတော့ဒါပြောရမယ်ဆိုဝေဖန်ထောက်ပြနေတဲ့ဟာကြီးလေသူတို့တင်ချင်မှတင်ရဲမှာပြောချင်မှပြောရဲမှာဟာဒီကတော့ဒီလိုရှိရဆိုတော့သူတို့ပြောရဲမှာမဟုတ်ဘူးဘာလို့လဲဆိုပြောရဲရင်သူတို့နေရာလောက်ခံရမှာလေအဲ့ဆိုပြောရဲမှာမဟုတ်ဘူးမှန်နေတော့သူတို့မပြောရဲဘူးသူတို့မှန်အင်းလိုက်မဲ့လူမျိုးလောက်ပဲဒီလွတ်တော်ထဲမှာရှိနေကြတာနော်သူတို့အတွက်လည်းအန်ဒီရရှိမှာပေါ့လေဒါကျမတို့ထောက်ပြတဲ့ဟာတွေကိုသူတို့တင်ပြရင်တောင်မှဒါသူတို့အတွက်လည်းအန်ဒီရရှိလို့သူတို့ပြောရဲမှာတော့မဟုတ်ဘူးရှင့်ပြောရဲတဲ့ဥစ္စာတွေရှိခဲ့ရင်တောင်မှသူတို့အန်ဒီရကမလွတ်နိုင်မဲ့ကိစ္စမျိုးဆိုရင်သူတို့အဆိုတင်တွင်းမှာပေါ့ရှင်အခုကျမတို့အသိမ်းခံရမတရားမှုအသိမ်းခံရတဲ့မြေယာတွေကိုသိမ်းတာတွေကိုသူတို့တစ်ခါမှပါဇက်ဟာရာကြီးကျမတို့မကြဘူးအစိုးတင်သွင်းနိုင်မသိဘူးဟာဒီလိုလေးတော့စီစစ်ပေးတဲ့နဲ့ဒီကလေးမလေးတွေဒီလိုတက်ပြောနေတယ်ဟုတ်မဟုတ်တော့ဒါလေးတွေကိုစီစစ်ပေးတဲ့နဲ့အခုကျမတို့တက်လိုက်တဲ့စာလေးတွေကျမနားလဲပါတယ်လူကြီးတယောက်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တမရာကြီးလူကြီးတယောက်ကဒီထက်ကျမတို့ထက်အများကြီးအရေးကြီးတဲ့ကိစ္စရှိရဆိုလဲကျမတို့နားလဲပါတယ်ဒါပေမဲ့ပြည်သူကတင်ပြလိုက်တဲ့စာလေးတွေနော်မှားမှန်မှုလေးတွေကိုနော်ပြန်ပြီးတော့စီစစ်ပြီးတော့ဒါဟုတ်မဟုတ်ဒီကျမတို့ကိုဖယ်ရှားခံရတဲ့လူတွေကိုအကုန်လုံးကိုခေါ်ပြီးတော့ဒါစီစစ်ပေးတဲ့နဲ့ပေါ့နောက်ဆုံးကုံပြောမှရှင်ကျမကိုယ်တိုင်အမိုက်ခံပြီးဒီလိုတက်ပြောနေရဆိုလို့ရှင်နောက်ဆုံးကုံပြောရင်တောင်မှကျမတို့လိုတက်ထောက်ခံသူတက်မတော်ချစ်တဲ့သူတွေဝင်းရံပေးတဲ့သူတွေနော်အနေနဲ့တောင်မှကျမတို့ခေါ်ယူမေးမြန်းပြီးတော့စစ်ဆေးတင်ပါတယ်။ဘာဖြစ်လို့ဒီလိုတွေမှန်ကန်လား။တမီးတို့သိမ်းခံရတာဒီနေရာတွေကဘလို့အထောက်ထားပြနိုင်လဲ။ဘလို့ပိုင်ဆိုင်မှုတွေရှိလဲဆိုတာမေးတင်တယ်။အောက်လက်တွေကိုမေးမယ်ဆိုရင်တော့တိုင်းထီကအားလုံးဟာပလင်းတူဘူးဆိုတွေကြီးပဲ။နော်ပလင်းတူဘူးဆိုတွေကြီးပဲ။ကျမပြောချင်တာကကျမကလည်းဒီလိုမျိုးကိုဖြစ်နိုင်ရင်ကျမတို့ခေါ်မေးစေချင်တာကျမ
နော်အဲ့လိုမျိုးကျမဒါကြောင့်မို့လဲခဏခဏတက် မဲဆန္ဒရှင်များသည်လွတ်တော်ကိုယ်စားလှယ်များကိုဥပဒေနဲ့အညီတာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဆိုတော့လွတ်တော်အခွင့်အရေးကော်မတီနဲ့လွတ်တော်ကိုယ်စားလှယ်ကြီးများကြီးညိုပါတယ်ပူဇော်ပါတယ်ပစားပါတယ်ရွာကိုလည်းစောက်ရှောက်ပါကလေးတို့လည်းမလှမ်းပါနဲ့ကြောက်ပါတယ်လန့်ပါတယ်မှားတာရှင်ရင်လည်းတောင်းပန်ပါတယ်